ကျွန်တော်ပြောလို့တော့မဆုံးသေးဘူးအဲ့ဒီပြဿနာပြန်ဆလာမြန်ပြီပေါ့နော်အားသွင်းတဲ့ပြဿနာပေါ့နော်အထူးသဖြင့် highway line တွေပေါ့နော် highway line မှာမဟုတ်ဘူးဗျရန်ကုန်မှာလည်းဖြစ်တယ်ဗျမင်္ဂလာပါအစံကားရန်တဲ့ channel ကကြိုဆိုပါတယ်ကောင်းမှုတစ်ခုနေ့စဉ်ပြုအစီအစဉ်ရဒါကိုကျွန်တော်အပြုသဘောဆောင်တိုက်တွန်းခြင်းဖြစ်ပါတယ်ပေါ့နော်မြည်သူကမှပုတ်ခတ်လို့ရမဟုတ်ပါဘူးတက်ပြောပါမယ်အပြုသဘောဆောင်တိုက်တွန်းတာပါဒီပြဿနာတွေကဖြေရှင်းမှကိုရမှာပါကျွန်တော်လဲ software နဲ့လူငယ်ဖြစ်တဲ့အတွက် software တွေတော်တော်များများနဲ့ run ဘူးပါတယ်ပေါ့နော် EV နဲ့လည်း run ဘူးတယ်နောက် Node ဆိုတဲ့ software နဲ့လည်းလက်ရှိလဲ run နေတယ်ပေါ့နော် EV နဲ့ကတော့အထူးသဖြင့်တော့ဒီကျွန်တော်တို့ဒီလန်ခီသွားတဲ့နေရာမှာအရင်အသုံးတည့်တဲ့ software ဖြစ်တဲ့ run ပါတယ်ပေါ့နော် Node ကတော့ကျွန်တော်တို့ daily use ပေါ့အထူးသဖြင့်ကျွန်တော်တို့လိုဘယ်လိုခေါ်မလဲအိမ်မှာဆင်လို့မရတဲ့လူတွေအတွက်ဆိုလို့ရှိရင်ဒီ slow charge အတွက်ကိုအသုံးတည့်တဲ့အတွက်ကြောင့်မလို့ရန်ကုန်မြို့တွင်းမှာလည်းအသုံးကြတယ်ပေါ့နော်အဲ့ဒီ software နဲ့ run ဖြစ်တယ်ပေါ့နော်အဲ့ဒီ software မှာလည်း error တစ်ခါကြာတာတွေ့ဘူးပါတယ် line မကောင်းတဲ့ error ကြာတော့လည်းတော့ခုနကတော့တစ်ပတ်နှစ်ပတ်လောက်ကြာတယ်ပေါ့နော်မြို့တွင်းမှာတော့ကျွန်တော် EV နဲ့ run ဘူးပါပေါ့နော်မြို့ပြင်မှာ run ဘူးတယ်ပေါ့နော်မြို့ပြင်မှာလည်းထုံးတီး၎င်းပါကျွန်တော်ပြောသလိုတောင်ကြီးတစ်ခါသွားတော့ဆိုလို့ရှိရင် line ကြာနေတာနဲ့အဲ့လိုမျိုးတွေပေါ့နော်အဲ့ဒါကောင်းလားဆိုကျွန်တော်ခုနပြောသလိုမျိုးပဲဟို backup plans ဒီ software တွေနဲ့တွင်းတာဘာကောင်းလဲဆိုခုနလိုကျွန်တော်တို့အိမ်ကနေရောကျွန်တော်တို့လမ်းမှာတည်းကလှမ်းကြည့်လို့ရတယ်ဗျာ internet နဲ့ဒီ line က offline ဖြစ်နေလား available ဖြစ်နေလားဆိုတာဟာကျွန်တော်တို့ကြည့်လို့ရတဲ့အတွက်ဒါအားသာချက်အားနည်းချက်ကဘာလဲဆိုခုနအခုပဲတက်လာတယ်ပေါ့နော်ဒီအမြန်လမ်းမှာအမတယောက်တင်လာတယ်ဒီ285တော့ဟိုဟာတော့မှာလဲ software တွေဟို line တွေဖုန်း internet line တွေမကောင်းလို့အတွက်မရတော့ဘူးဆိုတဲ့ဇာတ်လမ်းပေါ့နော်မဖြစ်တင်ဘူးလို့ထင်တယ်ပေါ့နော်ခင်မိတာကောင်းတယ်ဒါပေမဲ့ backup plan ကဘယ်နေရာမဆိုတွေးထားမှာပဲဗျာကျွန်တော်တို့လိုတနိုင်တစ်ပိုင်းလေးတွေတောင်မှ backup plan ဘယ်နေရာမရရင်ဘယ်နေရာလုံးမယ်ဆိုတာတွေးထားတာပဲပေါ့နော်အဲ့ဒါလေးကိုလုတ်စီခြင်းတယ်ပေါ့ဗျာ manual တစ်ခုပေါ့ဆိုလိုချင်တာကဒီ internet line မကောင်းရင်လေဟိုcontrol system ကကျွန်တော်နားလဲတယ်ဗျာ business လောက်ကြတာဆိုတဲ့အတွက်ကြောင့်ဒီဟာတွေကိုဒီငွေကြေးပိုင်းနဲ့ပတ်သက်တာကိုတို့ထိန်းချုပ်ချင်တာကြောင့်လဲဒီ system ကိုလုတ်တယ်လို့ကျွန်တော်တို့ယူဆတယ်ပေါ့နော်နောက်တခြားကောင်းကျိုးတွေလည်းရှိမှာပါဒါပေမဲ့အဲ့လိုအခုလိုဆိုးကျိုးပေါ့နော် in case of emergency တခုခုဖြစ်လာပြီဆိုလို့ရှိရင်ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ backup plan လေးကိုမဖြစ်မနေစဉ်းစားထားသင့်တယ်လို့ထင်တယ်ပေါ့နော်ဒီမျိုးရင်းမှာလည်းဖြစ်တယ်เนาะကျွန်တော်တို့ခုနပြောရွှေကုန်းဖျားနောက်ဖက်မှာဆိုတော့ကျွန်တော်တခါသွင်းပူတော့လည်းအဲ့လိုမျိုးပဲမီးလာတယ်ဆက်လဲကောင်းတယ် internet line မရရင်သွင်းလို့မရဘူးเนาะအများကြီးပါပြောမယ်ဆိုတော့တခြားနေရာတွေလည်းရှိသေးတယ်ပေါ့ဒါအခုကြုံလုံးခေါင်းနဲ့ပေါ်လာတော့ပြောပြတာပေါ့เนาะဘိုးနေရာတော့ပြောတယ်ဒီနေရာတော့မပြောဘူးဖြစ်မှာဆိုလို့တော်တော်များများကြုံနေရတာပဲနေစားတူပါပေါ့เนาะအဲ့ဒါလေးတွေမဖြစ်သင့်ဘူးဗျအဲ့ဒါအလေးပဲဗျတကယ်တော့အဲ့ဒီဟာကိုဘယ်လိုဖြေရှင်းနိုင်တဲ့နည်းလမ်းရှိမလဲဆိုတော့စဉ်းစားသင့်ပါတော့เนาะအပြုသဘောဆောင်ပြီးဆွေးနွေးတာပါမိတ်ဆွေတို့လည်းအပြုသဘောဆောင်ပြီးပြန်လဲမျှဝေလို့ရပါတယ်เนาะဘလို့နီးလန်းလေးကောင်းမလဲပေါ့ဗျာဗလိန်နေလို့တော့ဘာမှမထူပါဘူးပေါ့เนาะအကောင့်ဘက်ကိုပဲညွှန်ကျင်တာပါโอเคပါအားလုံးပဲကြိုးစုံတရားရှိမယ်လို့မျှော်လင့်ပါတယ်ဘေးပရာဝေးကွာဝင်ဝင်လောက်လာပါများတိုးပွားကြပါ